ချစ်တဲ့ငယ်ချင်းတို့ရေနော်တစ်တော့တဲ့ကပွဲစားတွေလဲပေါ့နော်ဒီနေ့လာပြောချင်တာကတော့မနေ့ကအမကြုံခဲ့တဲ့ကိုလေးကြုံရတဲ့အတွေ့အကြုံလေးနဲ့ဆက်ဆက်ပြီးတော့အမပြောပြချင်တယ်နော်တစ်တော့တဲ့ကပွဲစားတွေလဲတွေ့တဲ့သူတွေ့ကြရရှောက်မယုံကြနဲ့ဘူးနော်ဘာဖြစ်ဆိုတော့တချို့သူတွေကလည်းရှိတယ်ဒီလားယုံကြည်ရအောင်ဒီယုံကြည်ရှိလိမ့်တဲ့သူကတမျိုးရှိတယ်တချို့တွေကလည်းယုံကြည်မရအောင်ဒီဘယ်လိုပြောမလဲပတ်စံအောင်အရင်လွှဲခိုင်းတယ်ပတ်စံအရင်လွှဲခိုင်းပြီးလို့ရှိရင်တို့အလုပ်ရမယ်ဘာညာလာချိုးမယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးကတချို့ရှိတယ်တချို့တွေကခြားတော့လဲအမတို့လိုမျိုးမလဲဘယ်လိုပြောမလဲထုံတာလည်းမဟုတ်အားတာလည်းမဟုတ်လဲတာလည်းမဟုတ်ဘူးဆိုတဲ့လူလက်တန်းစားတွေအမတို့လိုမျိုးလူတွေကကြတော့တို့ကယုံကြည်ရအောင်လိမ့်တယ်ဘယ်လိုမျိုးလိမ့်လဲဆိုတော့အမတို့ကိုတို့နဲ့တွေ့လိုက်တယ်နောက်ပြီးလို့ရှိရင်လမ်းတစ်ဝက်ထိတို့ခေါ်လိုက်တယ်လမ်းတစ်ဝက်ရောက်ပြီးတို့နဲ့တွေ့သွားပြီဆိုရင်ယုံကြည်ရပြီဒီလိုမျိုးဆိုရင်တို့ကယုံကြည်ရသွားပြီဆိုရင်တို့ပတ်စံတောင်းတော့မယ်လမ်းတစ်ဝက်ရောက်ပြီနော်ပတ်စံတောင်းတော့မယ်ပတ်စံတောင်းပြီးလို့ရှိရင်ဒီမှာအမဒီမှာကျွန်တော်ဓာတ်ပုံတွေရိုက်ထားသေးဗလားအမလည်းဓာတ်ပုံရိုက်ထားတယ်ရှေ့ရသွားတဲ့သူတွေကိုလည်းသူတို့ကဓာတ်ပုံရိုက်ထားတယ်ဒီမှာအမကျွန်တော်ဒီနေရာလည်းအခုသွားကြွားမှဒီနေရာပို့မှဒီမှာမနေ့ကသွားလိုက်တဲ့လူတွေပါဒါကျွန်တော်ပို့ထားတဲ့လူတွေအမကျွန်တော်တို့နဲ့တွေ့လို့ရှိရင်စိတ်ချယုံကြည်ရတယ်အဲ့လိုမျိုးတွေပေါ့နော်အပြောကဘလုံးမလဲနော်ယောက်ျားကလေးတွေထမ်းမဲ့ယောက်ျားလေးလုံးရစာမယုံမရှိဘလောင်ဘလဲဘလူးဘလဲနော်အဲ့လိုမျိုးပြောတွေကနော်သွတ်ပါနေရောပဲအဲ့လိုမျိုးသူတွေကကြတော့ဘယ်လိုမျိုးဆိုတော့အမတို့လိုမျိုးလဲတာလည်းမဟုတ်ဘူးထုံတာထိုင်းတာလည်းမဟုတ်ဘူးဆိုတဲ့လူလက်တန်းစားတွေတွေ့နော်အဲ့လိုမျိုးလူလက်တန်းစားတွေကြတော့အဲ့လိုမျိုးနီးနေသူတို့ကလိန်တာနော်လိန်ပုံလေးတွေကသူတို့ကဘယ်လိုပြောမလဲတက်စီကားတွေသူတို့ငားလိုက်မယ်တိုက်စီကားတွေကိုသူတို့ကဘယ်လိုမျိုးငားမလဲဆိုတော့နော်သူတို့ဒီ online ပေါ်ကနေသူတို့တိုက်စီတွေရှာလိုက်မယ်အခုအမနေတာပါမှာအမနေတာပုံးတက်ကထူးပင်ဆိုရင်ကထူးပင်နဲ့ပတ်သက်တဲ့အဲ့ဒီဟိုဟာထဲမှာသူတို့ဝင်ရှာပြီးတော့အဲ့ဒီတိုက်စီသမားတယောက်သူတို့ချိတ်လိုက်မယ်နောက်ပြီးလို့ရှိရင်ဒီနေရာမှာတူတယောက်သွားချိုပေးပါသွားချိုပြီးတော့သူတို့ရောက်လာပြီဆိုရင်ကျွန်တော်နဲ့ဘယ်နာမှာချိတ်မယ်သူတို့ location ပို့ပေးလိုက်တယ်location ပို့ပေးပြီးလို့ရှိရင်အမနဲ့ဆိုမနေ့ကဆိုရင်ဖာနာဆောင်လောက်တက်ပေါ့နော်ဖာနာဆောင်လောက်တက်မှာအဲ့ဒီမှာစောင့်နေပါတယ်အမတော့မယုံကားပေါ်ရောက်တဲ့အထိအမတော့မယုံပါဘူးမယုံတဝက်ဆိုတယ်လို့ပေါ့နော်မယုံတဝက်အမလည်းလူယုံတာလူသိမယုံတတ်တဲ့ထဲမှာပါတယ်ဒါပေမဲ့လည်းဝိကျွေးတွေလို့ပြောမှာပေါ့နော်ဝိကျွေးတွေပေါ့နော်ဝိဆိုင်ရမယ့်အခြေရောက်လာတော့လည်းဘယ်သူမှရှောင်လွှဲလို့မရဘူးဆိုတဲ့သဘောပဲထားလိုက်တော့အဲ့ဒီမှာဖာလာဆောင်လာတာမှာနင်းကတွေးမှာတော့နင်းနဲ့တွေးမှာတော့သိချပါတယ်နော်လို့အဲ့ဒီနင်းနဲ့တွေးမှာပတ်စံပေးမှာတော့ငါမပေးဘူးဆိုတော့ဟုတ်ပါတယ်စိတ်ချပါအမကျွန်တော်နဲ့တွေးမှာပါကျွန်တော်စောင့်နေပါတယ်ဘာညာအဲ့လိုမျိုးပြောကိုရောက်တော့တိုက်စီသမားနဲ့သူနဲ့စကားပြောတယ်လို့ဘာလို့ကားထဲမှာဝင်ထိုင်ပြီးတော့လေအမကိုမလိတ်တပါနဲ့ကြာကြီးပဲသူကျွန်တော်စကားတော့ပြောလိုက်အမကျွန်တော်ပတ်စံတော့ပေးရမယ်အဲ့လိုမျိုးပြောပြီးတော့ဝင်သွားလိုက်တာပတ်စံသွားပေးမဲ့သွားပေးချင်းသူပတ်စံကဘယ်လောက်ပေးလဲဆိုတော့အခုအမကိုဒီအုံးတွဲကနေကြိုလိုက်တဲ့ကိုရောက်တဲ့ထိ300ကျတယ်300သူပေးပြီးတော့ကျန်တဲ့ကိုတဝက်အလုပ်ထဲထိရောက်သူကမလိတ်တပတ်နဲ့သတိမပေးလိုက်မယ်သတိမယူဘာညာသူပြောပြီးအမဒီကားနဲ့ဆက်သွားအမကားပေါ်လေရောက်ကိုကြီးဟာကားပဲသူပေးဦးမှာလဲအခုကိုဆက်သွားမှာအဲ့လိုပြောအဲ့ဒါအမဖိုးကြီးပြောတာပေါ့ဦးလေးတို့ရှင်းနေတာပြောနေတာဒါကိစ္စပြမဟုတ်ဘူးလားပြီးမို့လားသူရှင်းမယ်မရှင်းရသေးဘူးလေဒါဆိုသူပြန်ခေါ်သူ့မှာတောင်းအဲ့ဒါတိုက်စီဖိုးကြီးကလည်းကမန်ကရန်ကားပေါ်ဆင်းပြီးသူပြန်ခေါ်တော့သူပြန်လှည့်လာတယ်ပြန်လှည့်လာပြီးတော့သူအဲ့ဒါမှပြောရတယ်ထိုင်းလို့နဲ့လေအခုမှကျက်ကစောက်နေတယ်ဟိုကဖုန်းထိုးထားပြီးဦးလေးကလည်းဒီမှာ location လေးဟိုဖုန်းလေးပေးဖုန်းနံပါတ်လေးပေးထားပြီးဖုန်းထိုးသွားလိုက်နော်သူလည်းထိုးပေးထားမယ်ဟိုကစောက်နေပြီဟိုမှာပေးဖို့စောက်နေတယ်အဲ့လိုမျိုးပြောပြီးတော့တကယ်ပဲအမလည်းအဲ့ဒါဆိုတော့ဂျာကနေဘူးမသိဘာမသိဒီဦးလေးဒီတိုက်စီသမားသူတို့လုံနေကြသူတို့ကားသမားနဲ့တူပါရဲ့အမလိုက်သွားကားပေါ်ရောက်တော့တိုက်စီသမားနဲ့အမနဲ့စကားပြောတဲ့ချိန်ကျမှတိုက်စီဖိုးကြီးကပြောတယ်သူတခါလည်းဒီလူမျိုးမလုပ်ဘူးသူကအဲ့လိုလူများခေါ်ရင်လိုက်ပေးတာတော့ပဲရှိတယ်သူဒီလိုမျိုးတွေမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးအဲ့ဒါမှအမလည်းသိရတယ်နော်ကိုလည်းရောက်ရောအဲ့ဒီတထေးမဆိုတဲ့ရှမ်းမကလေကဏ္ဍကြည့်ရဖို့အမကက်ခါရဖို့ဒီတထေးမဆိုတဲ့ဒီရှမ်းမနဲ့ဒီပအုပ်လူမျိုးဒီကောင်လေးတွေနဲ့ဒီလိုမျိုးဒီအလုတ်ဆိုင်ကိုဗန်းပြလူတွေခေါ်ပြီးတော့အဲ့လိုမျိုးလမ်းတစ်ဝက်ကနေလှုပ်ရှားနေကြတဲ့လူတွေရှင်နော်သူတစ်ဝက်ကိုတစ်ဝက်လေးအဲ့ဒီမိမလည်းလေတွေးလိုက်တာနဲ့အမတွေးလိုက်တာနဲ့ဘယ်လိုမျိုးလဲဆိုတော့လူမတူတယ်လို့မတန်တယ်လို့လေပြန်ခေါ်သွားတော့သူမလုပ်ဘူးသူရှာခိုင်းတာတဲ့သူရှာခိုင်းတာအဲ့လိုမျိုးအသက်ကြီးမဟုတ်အသက်30ကျော်မဟုတ်ဘူးလေအသက်20ကျော်ပဲသူရှာခိုင်းတာတဲ့အဲ့လိုမျိုးခါတဲ့လူမတူတယ်လို့မတန်တယ်လို့အဲ့လိုမျိုးနာအမပြောတာပေါ့ဒီပွဲစားနဲ့ညီမစောတဲ့ပြောထားပြီးသားသူတို့ညကြတဲ့သူတို့နဲ့ပြောထားပြီးသားပေါ့နော်အသေးချာမလို့အမပေါ့နော်အသက်30ကျော်နော်ပုံတွေလည်းပို့ပေးလိုက်တယ်စာရွက်စာတမ်းထောက်ထားတွေလည်းအမပုံပို့ပေးလိုက်တယ်အကုန်လုံးသူ့လေးလိုင်းထဲမှာနောက်ပြီးသေချာမပြောတော့အမအချိန်ကုန်မယ်ငွေကုန်မယ်အမအလကားရတာမဟုတ်ဘူးနော်အဲ့လိုမျိုးပြောပြီးတော့သေချာမအမရဲ့အသက်50ကျော်မှမရတာအဲ့လိုမျိုးပြန်လာသေးတယ်သူတို့ကလေအဲ့လိုမျိုးပြောပြီးတော့ဟိုလည်းရောက်အဲ့ဒီဟာအဲ့လိုတတိမဆိုတဲ့မိမရှမ်းမလည်းလေမတူတယ်လို့မတန်တယ်လို့အမဖုန်းထိုးပြီးတော့ရထားဆိုရင်အဲ့ဒီပွဲစားနဲ့ဖုန်းပြောလိုက်ဆိုတော့သူပြောတယ်ကျမင်းခွေကနိုင်တာမိခွေကနိုင်တာခိုင်လေအဲ့လိုမျိုးပြောသူဘသူပွဲစားဘယ်ပွဲစားနဲ့မှလည်းသူဖုန်းမပြောဘူးဘယ်ပွဲစားကိုလည်းသူဖုန်းမပြောလို့လေအဲ့လိုမျိုးပုံစံနဲ့သူကပြောလိုက်တာသူတို့နှစ်ယောက်ညှိပြီးတော့အဲ့လိုမျိုးပဲလူတွေခေါ်ပြီးတော့ဒီဆိုင်ဗန်းပြပြီးတော့စားနေကြတဲ့လူတွေသိလားအမပြောတဲ့ချိန်တုန်းကလည်းသူတို့ကမိုးယုံတယ်လေရောက်သွားပြန်တော့ဟိုးနေဘူးခေါင်ကျဲတဲမှာကုတ်တီကိုဆိုင်7ပေးမှာနော်ပူတာလည်းသေတော့မယ်သူ့လို့သမားနှစ်ယောက်လည်းကြည့်တာမဲကတူးပြီးတော့လေချွေးဖယ်ရွဲညာရွဲနဲ့သူကိုယ်တိုင်ကလည်းဟိုတရေရုပ်ပေါက်နေတယ်လိန်ထားပြင်ထားတာနဲ့ဒီကချွေးဖယ်ရွဲညာရွဲနဲ့လေအဲ့ဒါတော့လူ
မတူတယ်လို့မတန်တယ်လို့နော်ပြောချင်တာကတော့ချစ်တဲ့ငယ်ချင်းတို့ရေနော်များများသတိထားကြပါလေပုံလေးလက်ကွက်တွေအများကြီးပဲနော်ဒီဗီဒီယိုအမအဲ့ဒီဗီဒီယိုအခုလိုလို့ရသွားပြီ download လို့ရသွားပြီအကုန်လုံးဖြန့်ညက်ကလို့ပြီးသွားပါပြီအမဒီ Facebook တွေမှာ YouTube တွေမှာပြန်ပြင်ပေးမယ်တိလား TikTok မှာတင်မခံအောင်ပြင်လို့နော်ဒါကြောင့်ချစ်ဆုံးတို့နည်းနည်းဝင်းရပေးကြနော် Facebook တွေအမရဲ့ဒီ Facebook လေးတွေ Messenger လေးတွေလိပ်ပြီးတော့အမရဲ့ Facebook account တွေကိုအပ်လာပြီးတော့လေနည်းနည်းလေး wine share ပေးကြ wine ဖူပေးကြဒါမှခွေးတောင်းစားတွေမြန်လေးဟိုအမျိုးပြုတ်မှာနော်ခိုင်းတဲ့ကမှဒီခွေးတောင်းစားတွေတော်တော်ကိုဆိုးနေပြီရှင်နော်အားလုံးပဲကျေးဇူးတင်နေဘိုင်ဘိုင်ပါရှင်